ဒီမင်းအောင်နိုင်မဟာလာစစ်အစိုးရကရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပလိမ့်မယ်ရွေးကောက်ပွဲပြီးသွားရင်ရလက်ကပြည်နယ်နဲ့တိုင်း14ခုပါခြင်းတလောက်ပါမပါခြင်းလဲနေသူ့နေရာနဲ့သူရွေးကောက်ပြီးတော့သူ့နေရာနဲ့သူသမရလုပ်လိမ့်မယ်သူသမရလုပ်တာနဲ့ legitimate ဆိုတဲ့ NUG တိတ်သုံးတဲ့ legitimate ဆိုတဲ့အရာကအတီးဖြစ်သွားလိမ့်မယ်အဲ့တော့မြန်မာနိုင်ငံကိုသူ area ဘလောက်ပဲအုပ်စိုးရသည်ဖြစ်စေသူဟာကမ္ဘာလုံးကတိလာမဲ့စစ်အာဏာရှင်သမရတယောက်ဖြစ်လာလိမ့်မယ်နော်ကမ္ဘာကြီးမှာအာဏာရှင်သမရတွေအများကြီးပဲပူတင်လိုမျိုးပဲအာဏာရှင်သမရတယောက်ဖြစ်လာလိမ့်မယ်ဒါကိုပေါ့ရွလုပ်ပြီးတော့သူရွေးကောက်ပွဲလုပ်မယ်သူပါတင်ညာတင်ဟာဟီလုပ်လို့ကျမတို့ဒီကိစ္စအဆင်မပြေနိုင်ဘူးနောက်တစ်ခုကျမတို့တော်လိုင်းရေးမှာပေါ်လာတဲ့ပြည်သူကိုကာကွယ်ပါမယ်ပြည်သူကိုအုပ်ချုပ်ခြင်းနဲ့နော်အာဏာယူနောက်တစ်ဖွဲ့လဲကျမတို့တော့အဆင်မပြေတော့ဘူးNUGကဘယ်သူတက်ကြံတက်တဲ့လူတွေကလည်းနာမည်ပြတ်တော့နော်ဟိုတခိုးနာနီးတော့ဖြူကျော်သိမ်းမှာဒုက္ခရောက်တယ်လို့မျိုးနော်အဲ့တော့ဖြူကမဖြူကအခုရခိုင်စစ်ဘေးရှောင်တွေအတွက်3000လှူလိုက်တယ်သူ့ရဲ့ရှိုးပွဲတစ်ခုကရတဲ့ငွေနဲ့နော်ပြောချင်တာကဒီတခိုးတွေ NUG တွေမဟုတ်တော့ကျွန်မပြောချင်တာကမြေပြင်ကညီကိုတွေညီသူပဲဖြစ်စီပေါ့နော်ဒေါက်တာဒေသာဆန်းတို့ဒေါက်တာစိုးသူရစောတို့ဆီယမအငိမ့်တို့နောက်ပြီးတော့ကြရပြည်နယ်မှာရှိတယ်ကျွန်မလေးစားတဲ့ clean ရန်ကုန်အဖွဲ့တို့เนาะနောက်ဒီဘက် ARWD ရခိုင်ရှိသမျှလူတွေလေးစားရတဲ့စိတ်ချယုံကြည်ရတဲ့ခေါင်းဆောင်တွေကျမတို့မြေပြင်မှာပေါ်လာပြီဒီအဖွဲ့ကလည်းတတိုင်းပြည်လုံးအုပ်ချုပ်ရှင်လို့မရအောင်အကယ်လို့ဒီအဖွဲ့ကအညာမြေရညီကိုတွေဖြစ်လာမယ်ဆိုရင်မောင်ဆောင်ခနဲ့ဘုံနဂါနဲ့เนาะဒေါက်တာတီစာဆန်းနဲ့ကိုစိုးရသူရစောနဲ့ဖြစ်လာမယ်ဆိုရင်လေကျမတို့ဒီတိုင်းရင်းသားတွေနဲ့အရင်သားတွေကိုပမာမခန့်နဲ့ငါပေးမှနေရမယ်ပုံမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ညီကိုတွေတူတူအလုံးလုံးကြရအောင်ကွာဆိုတဲ့ခေါင်းဆောင်မျိုးတွေကျမတို့လိုအပ်နေပြီအရန်အချိန်မရှိတော့ဘူးလိုလဲတကယ်လိုအပ်နေပြီအဲ့တော့ NUG ပြောသည်ဖြစ်စေ NUG ကိုအားကိုးနေတဲ့လူတွေပြောသည်ဖြစ်စေပြောချင်တဲ့လူပြောပါစေပြည်သူကိုမျက်နှာငဲ့ပြီးတော့လူငယ်ခေါင်းဆောင်တွေမတ်တက်ရက်တင်ပြီလို့မာကြီးခင်မို့မြင်ပါတယ်ပြည်သူတွေရောဘယ်လိုထင်ပါလဲမာကြီးကတော့ဒီမြေကြီးမှာရှိနေတဲ့လူတွေကိုသူတို့ကြောက်လို့သူတို့တွေးခွဲပေးနေတာသူတို့ဒီစစ်ကောင်စီအတွက်ဒီ NUG lobby အညံ့စားတွေနဲ့ပေါင်းပြီးတော့ဒီအောင်ကြီးညွန့်အဖွဲ့ကလည်းမိုင်းမခင်မိုးတို့ဒီပေါ်ပေါက်လာတဲ့ဒီတော်လိုင်းမှာပေါ်ပေါက်လာတဲ့လူငယ်9000 PDF တွေကိုအကြမ်းဖက်သဘုံများအဖြစ်မဖြစ်တဲ့နည်းနဲ့ဖြစ်အောင်စူးစမ်းနေတယ်ဒါကြောင့်မို့လို့လူငယ်တွေနာမည်ကိုခံထားပြီးတော့မိုင်းကပြောနေတာစိမ့်ညင်စိမ့်မစိမ့်ညင်နီကွာအခုဟာနီးသလိုလိုစိမ့်သလိုလိုနဲ့နော်အနီဘက်ကိုရက်တလို့လို့နဲ့အစိမ်းကိုကာဝယ်ပေးနေတဲ့တချို့သောပကဖတွေမြင်လာရပြီအဆူ especially ဒါဘိုစိတ်တမဏိလို့လူမျိုးဟိုတနေ့က BBNA နဲ့ PLA နဲ့ပလဲမှာငှက်กินတယ်အဲ့ဒီငှက်กินလို့ဟိုလိုအပ်လို့ဘေးနာကအဖွဲ့ကသွားပြီးတော့ support လုပ်မလဲဥစ္စာကိုနော်ဒီစိတ်တမဏိရနေပြီးတော့ဂျားကနေဖြတ်ပြီးတော့တားတယ်ဒါပါရည်ရွယ်ချက်လေဒီထဲကနေပြီးတော့သူတို့ဖြတ်လုပ်ငန်းတွေလုပ်တယ်စိန်တမဏိမှာလူ2ယောက်20နဲ့ပြည်သူ21ယောက်ကိုတတ်ထားတဲ့အမှုရှိတယ်အဲ့ဒါကိုဥယျာဉ်မုံကနေပြီးတော့ပြန်လှုပ်ပေးလိုက်တယ်ဘာအတွက်ပြန်လှုပ်ပေးလိုက်လဲဆိုတော့ကိုယ့်ဘာကိုအတိဆုံးနေလိမ့်မယ်NUGကလူတွေဒီလူငယ်တွေကိုတပုံဖြစ်အောင်လုပ်တာလားဒီလူငယ်တွေကိုဖြတ်လို့ဖြတ်စည်းဖြစ်အောင်လုပ်တာလားကဘာကြီးရဲ့အမြင်မှာတပုံတွေထလို့ဒီအစိုးရကနေပြန်တိုက်နေရတဲ့တိုင်းပြည်တစ်ပြည်အဖြစ်နဲ့260မြင်လာပြီဒီအမြင်ကိုပဲဆက်ပြီးရှင်းတအောင်လို့အညာတပုံထပ်ပြီးမွေးတာလားပြောပြီနော်အညာတပုံလို့အခုမှမွေးတဲ့ကလေးတွေအခုမှ9နှစ်လောက်ရှိတဲ့လူငယ်တွေကနောက်20နှစ်အစိတ်လောက်ကြာရင်မိုင်းမခင်မို့လို့ငငယ်တုန်းကလိုပဲကချင်ပြည်နယ်မှာကြောက်တုံးလူတယ်နော်ဒီ KIA စီကနေပြီးတော့ဒီနေဝင်းအစိုးရမဆလာအစိုးရကြောက်တုံးကြီးဘယ်နှတန်အောင်လဲမသိလူလိုက်နိုင်တယ်ကရင်တပုတ်ကချင်တပုံတွေစီကလူလိုက်နိုင်တယ်ဆိုတဲ့သတင်းဟာကျမတို့ရန်ကုန်သူရန်ကုန်သားတွေအနေနဲ့ကချင်ကိုတပုံလို့ပဲထင်ပြီးတော့ဒီရယူလိုက်တဲ့ဒီကြောက်တုံးကိုပြန်လူလာတဲ့ဒီစစ်ကောင်စီစောက်စုပ်ပြက်ကိုကျမတို့ကလူကောင်းလို့ထင်ခဲ့ဘူးတယ်ကျမတို့ငငယ်တော့ကျမတို့အရွယ်သူတွေအကုန်လုံးသိလိမ့်မယ်ဒါဟုတ်လားမဟုတ်လားကိုယ့်ဘာကိုစဉ်းစားကြည့်မာနယ်ဘလောမှာကရင်နေနဲ့ချတယ် KIA နဲ့ sorry KNU နဲ့ဒီစစ်ကောင်စီစစ်အာဏာရှင်နဲ့ချတယ်မာနယ်ဘလောမှာစစ်သားတွေပြုံးသေးတယ်ဒါပေမဲ့ကျမတို့မြို့သူမြို့သားတွေအညာသူအညာသားတွေမြင်တဲ့အမြင်ကတပုံနဲ့စစ်တပ်နဲ့တိုက်တယ်လို့ပဲမြင်တယ်ကဘာကြီးကလည်းတက်လုံးတပုံနဲ့စစ်တိုက်နေတယ်လို့ပဲထင်တယ်ပြန်ပြောမယ်ကဘာကြီးကလည်းကျမတို့တိုင်းပြည်ကတပုံနဲ့စစ်တပ်နဲ့စစ်တိုက်နေတယ်လို့ပဲထင်တယ်
အတိလိုမျိုးတပုံဖြစ်အောင်လို့အညာတပုံဖြစ်အောင်လို့ဖန်တီးလုပ်ယူနေတဲ့ပန်ဆယ်လိုရှင်တို့အနိုင်ပေးလိုက်တော့မှာတော်လိုင်းခေါင်းဆောင်နေပါလို့ကိုယ့်ဘာကိုယုံကြည်ထားရင်ပြည်သူဘက်ကနေမတ်တက်ရက်ပေးပါပြည်သူရှေ့ကနေမရက်ပေးပါပြည်သူတအားပန်းနေပြည်သူတွေကစစ်ကိုကြာလာရင်လုပ်ငန်းတွေမအောင်မြင်တော့တဲ့အတွက်ပြည်သူတွေဟာအရင်တုန်းကကျမတို့ငယ်ငယ်တုန်းကမြင်ခဲ့ကြားခဲ့သလိုပဲဒီလူတွေကတပုံထနေတာငါတို့တွေစီးပွားရေးမဖြစ်ရတာဒီလူတွေကြောင့်ဆိုတဲ့ဒီတော်လိုင်းရေးမှာအားစိုက်ခွန်စိုက်လုပ်နေတဲ့လူငယ်9000လမ်းမေးရောက်သွားမယ်တပုံတစ်စိတ်ကတ်သွားမယ်အဲ့ဒီတပုံတစ်စိတ်ဖြစ်အောင်လို့ဒီလိုအကြမ်းဖက်လုပ်ငန်းတွေကိုလုပ်နေပါတယ်လို့ကြံဖန်တီးလုပ်ယူနေတဲ့ပန်ဆယ်လိုတို့အောင်ကြည်ညူတို့အန်ညူကြီးတချို့သူယုံမာတွေကိုရှင်တို့လက်နဲ့ချအရှုံးပေးလိုက်တော့မှာအခုရောမှာဖြစ်ခဲ့တဲ့ကာခွေဦးစီးချုပ်အဲ့ဒီမှာရှိတဲ့ဦးစီးချုပ်တယောက်လုံးကြံခံရတယ် BNR ရစပြီးတော့ရှုံချခဲ့တယ်ကန့်ကွက်ခဲ့တယ်ဒါဟာပထမဦးဆုံးရှင်တို့ကိုမိသိမ့်ပြနေပြီဆိုတာသဘောပေါက်အဲ့ဒီလိုပဲတယောက်စီတစားစီကိုနွားကွဲရင်ကြားဆွဲမယ်ဆိုဒီလိုမျိုးကွက်ပြဲနေတဲ့အညာဒေသခေါင်းဆောင်တွေတစားစီစစ်ကောင်စီကဆွဲဖြုတ်ပြီးတော့လက်နဲ့ကင်ထားတဲ့ပကဖကိုပဲပြန်တက်ခိုင်းမှာအဲ့ဒီအချိန်မှာပကဖချင်းပြန်ချတဲ့အခါကျရင်ပကဖနဲ့မြေပြင်က local PDF တွေနဲ့ပြန်ချတဲ့အခါကျရင် local တွေဟာသူတို့လိုချင်တဲ့တပုံဖြစ်ပြီးတော့ဒီပကဖကလည်းသူတို့မွေးမြူထားတဲ့တပုံအဖြစ်နဲ့တပုံချင်းချတယ်ဆိုပြည်သူမြုံမားတန်တရားဖြစ်အောင်ပြည်သူကို brain wash လုပ်လိုက်အဲ့တော့အညာမှာရှိနေတဲ့ခေါင်းဆောင်Federal Democracy စနစ်ကိုသွားခြင်းရင် Federal Way အတိုင်းသွားပါလူငယ်တို့ဒီအန်ယူဂျီစောက်ချိုးကတိုင်းရင်းသားတွေကိုပမာမခန့်တယ်တိုင်းရင်းသားတွေကိုလက်ဝေကန်လိုမျိုးအရင်တုန်းကအာနာရှင်တွေရဲ့အထာမျိုးအမေစုမှားသွားတဲ့ idea မျိုးဘဟိုစနစ်ကပဲအုပ်ချုပ်မယ်ဆိုတဲ့အတွေးတိမ်လေးကိုဒီနားနေထားခဲ့ပြီးတော့ပြည်သူပြည်နာကိုမှုပြီးတော့အညာပြည်ကအညာကမြန်မာဗမာ ERO ဖြစ်စေခြင်းရင်တိုင်းသားတွေနဲ့ညီကိုချင်းပေါင်းလုပ်တာမျိုးလုပ်ပြီးတော့လူဘာဝတဲ့စောက်ချိုးတွေကိုခဏပစ်ထားခဲ့အန်ယူဂျီလောက်တဲ့ပြဿနာဘာလဲဆိုတော့ဘဟိုအစိုးရကိုသူတို့ပဲလုပ်ချင်တယ်ဘဟိုအစိုးရစီကိုပဲပတ်စံတွေရောက်ချင်တယ်ပတ်စံကိစ္စအဲ့လောက်ရေးမရှိဘူးအာနာယူလို့မရဘူးတိုင်းရင်းသားတွေကငတူးငချာငတလန်နေမဟုတ်ဘူးရခိုင်မရှိလို့မဖြစ်တဲ့ဗမာကချင်မရှိလို့မဖြစ်တဲ့ဗမာရှမ်းမရှိရင်လည်းမဖြစ်တဲ့ဗမာဘာကြောင့်လဲသိကိုဟာကုန်းတွင်းပိုင်းထဲမှာရောက်နေလို့ရခိုင်မရှိရင်ရှင်တို့စားဝယ်စားလို့မရဘူးဒါကကျမအောက်မြေပြင်ကလူတွေသိအောင်ပြောတာရှမ်းပြည်နယ်မရှိရင်ကျမတို့ဘာထွက်ကုန်မှစားဖို့မရှိဘူးကျမတို့အညာမှာကြက်သွန်စပါးအညာထွက်ကုန်တွေရှိတယ်ဒါပေမဲ့တခြားတိုင်းရင်းသားတွေနဲ့မတက်လို့လည်းမရအောင်အဲ့တော့ဗမာကြီးဝါဒလေးကိုဒီမှာဌာနထားခဲ့ပြီးတော့ဗမာ ERO ဖြစ်ဖို့အတွက်မောင်ဆောင်ကားတို့ဘိုးနဂါးတို့နော်ကိုစိုးဝင်းဆွေတို့အခုဖြစ်ပေါ်နေတဲ့ဒီအဲမှာရှိတဲ့ BBLA BNI DPPA PIA ရှိသမျှညီအကိုတွေစုစည်းနဲ့ပြည်သူဘက်ကနေမတက်ရက်ပါအန်ယူဂျီကိုပြောင်းလဲလာလိမ့်မယ်လို့မထင်နဲ့တခါစနိုက်ကြော်ဘူးရင်အဲ့ဒီလူကစနိုက်ကြော်ဖို့ဝင်မလေးဘူးတခါခိုးစားဘူးရင်တခိုးဟာခိုးဖို့ဝင်မလေးဘူးတခါလက်နဲ့ကင်ပြီးတော့လက်နဲ့လူများကိုဗိုလ်ကျဘူးတဲ့လူတွေစီမှာ50-50ပဲရှိပါမြေကြီးပေါ်မှာလူငယ်တွေတသားတဲ့ပြည်သူနဲ့တသားတဲ့ရက်နေတယ်ဆိုရင်မောင်ရင်တို့ဟာဘာလုပ်ရတော့မလဲပြည်သူမျက်နှာကိုပဲကြည့်ရတော့ပြည်သူတွေနိုင်မောင်ရင်တို့ဘလောက်ပဲတော်လန်ရဲ့ဦးစီးချုပ်ဖြစ်နေပါစေဒီစကားစကိုဟို short တွက်ပြီးတော့စကားစတစားစီဆွဲထုံးမယ်နွားကွဲရင်ကြားဆွဲမယ်အထာမျိုးဖြစ်လာလိမ့်မယ်အဲ့တော့အန်ယူဂျီကိုထားပစ်ခဲ့ပြီးကိုယ့်ဘာကိုဒီထဲမှာဘာအစိုးရမှလုပ်เสียမလို့ဒီအဖွဲ့ဆိုပြီးတော့ဗမာ ERO အဖွဲ့ဆိုပြီးပြည်သူပြည်ကနေမျက်နှာမူပြီးတော့ပြန်ပြီးတော့ပြည်သူကိုပြန်ကာဝယ်ပါလို့မာကြီးမက်ခင်မိုဒီကနေပြောချင်ပါတယ်မာကြီးမက်ခင်မို New York USA ကနေပြီးတော့သုံးသက်ချက်ဖြစ်ပါတယ်